ဒါကိုမသိရင် Figma ထဲမှာခင်ဗျားဘလောက်ဆွဲဒီဇိုင်းတွေကရိုးရီပြီးတော့မှပုံလုံးကြီးဖြစ်နေဦးမှာပါပဲFigma ထဲမှာ application design တွေ website layout တွေဆွဲနေပြီမဲ့ကို theme နဲ့ကိုအယောင်တွေစိတ်ကြိုက်ထည့်ပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာ design ကြီးကဂျိုးဤပြီးတော့မှပုံတုံးလိုက်တာဆိုပြီးတော့မှကိုဆွဲလိုက်တဲ့ design ကိုမကြိုက်တာမျိုးတွေဖြစ်ဘူးကြလားအဲ့ဒါဘာလို့လဲဆိုလို့ရှိရင်ခင်ဗျားက UI UX ရဲ့အခြေခံအကြဆုံးဖြစ်တဲ့ color theory နဲ့အယောင်အကျိုးအစားသတ်မှတ်ချက်တွေကိုတွေ့ဖယ်ပြီးတော့မှကိုကြိုက်တဲ့အယောင်တွေကိုဗယံပတ်တာသုံးထားလို့ပါ professional UI UX designer တွေက design တစ်ခုဆွဲတော့ပဲဆိုလို့ရှိရင်60 30 10ဆိုတဲ့ golden rule ကိုအမြဲတမ်းသုံးကြပါတယ်အဲ့ဒါကဘယ်လိုသုံးကြတာလဲဆိုလို့ရှိရင်ခင်ဗျားရဲ့ screen တစ်ခုလုံးရဲ့60% ကိုနောက်ခံအဖြစ်သုံးမဲ့တည်ငြိမ်တဲ့အယောင်မျိုးဥပမာအဖြူဒါမှမဟုတ်လို့ရှိရင်ခက်မိန်မိန်အယောင်မျိုးကိုသုံးကြပါတယ်နောက်ထပ် 30% ကိုတော့စာစားနဲ့ structure တွေအတွက်ဒုတိယအယောင်အဖြစ်သုံးကြပါတယ်ကျန်တဲ့အရေးအကြီးဆုံးသတိထားမိစေခြင်းနဲ့ button ခလုတ်တွေ call to action တွေအတွက်ကိုပဲ10%တီးသက်တောက်ပတဲ့ accent color မျိုးတွေကိုပဲသုံးရတာဖြစ်ပါတယ်အကြောင်းတွေကိုစိတ်ထဲရှိတဲ့အတိုင်းရှောက်ဆက်ပြီးတော့မှမျက်စိနောက်အောင်လုပ်မဲ့အစားဒီလိုမျိုး UI UX psychology သဘောတရားတွေကိုနားလည်အောင်လေ့လာထားသင့်ပါတယ်တကယ်လို့မိတ်ဆွေက IT career နဲ့လည်းအတန်မွေးအကြောင်းပြုကျင်တယ်ကိုယ်တွေရေးပြီးတော့လည်းခေါင်းမစားခြင်းဘူးကာလာတွေဒီဇိုင်းတွေနဲ့ပဲကကုန်ခြင်းတဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့မှာ UI UX ကိုအခြေခံကားစပြီးတော့ကိုယ်တိုင် digital product design တွေဆွဲနိုင်ပြီးတော့ UI UX career စနိုင်သည့်အထိအတွေ့အကြုံ10နှစ်ကျော်ရှိတဲ့ဆရာကိုယ်တိုင်စနစ်တကျသင်ပေးနေတဲ့သင်တန်းလေးရှိပါတယ်သင်တန်းလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် comment မှာ design လို့ရေးခဲ့ပေးပါ message မှာတည်တည်လာရှင်းပြပေးပါမယ်